အခုကတော့ပေါ့နော်ဒီကျွန်တော်မနက်ကတော့အားလုံးပေါက်ကြမှာထင်တယ်အခုကတော့ညနေ4 နာရီခွဲအတွက်ထပ်ပေါအောင်ကျွန်တော်ကနေအကွက်အရင်မများပါနဲ့ထပ်ပေါအောင်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ချက်နှိပ်ပြီးအားပေးခဲ့ကြအောင်တောင်းဆိုပါတယ်ဒါကကျွန်တော် new channel လေးကိုတချို့ကတောင်းဆိုတာလို့ပြန်လုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်အရင်တော့ကတော့SK Duty ဆိုပြီးတော့လုပ်ခဲ့တယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီ Lucky Way Duty ဆိုပြီးတော့အစားအနေပြန်လုပ်နေတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်စလိုက်ရအောင်ပေါ့နော်ဒါ site ကတော့အချိန်ကြီးမဟုတ်ပါဘူးဒါပေမဲ့အဆုံးထိကြည့်ပြီပါမနက်ကလည်းဗီဒီယိုအဆုံးထိကြည့်ရလို့တော့ပဲပေါက်မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ဒီတလုံးပေါ့နော်သူတို့နှလုံးပေါင်းခြင်းတွေရှေ့ရဲ့ပါဝါတွေ3ချက်ဆိုတာဒီဇောင်းမှာ80လို့ပေးတယ်ဒီခွန်ဒီ3ညနှလုံးပေါင်းခြင်းတွေခွန်ရဲ့ပါဝါတွေနဲ့ခွန်နဲ့ဆိုတာဒီဇောင်းမှာ2-3လို့ပေးတယ်ဒီနှလုံးပေါင်းခြင်းဒီနှစ်ခွန်ဆိုတာဒီသူ့ရဲ့ဇောင်းမှာခွန်8လို့ပေးတယ်ဒီနှလုံးပေါင်းခြင်းဒီနှစ်ခွန်ဆိုတာဒီသူ့ရဲ့ဇောင်းမှာ9လို့ပေးတယ်ဒါကြောင့်မလို့ဒီနှလုံးပေါင်းခြင်းဒီ9ပါဝါ3ညဆိုတာဒီသူ့ site တိုင်းမပြတ်ဘူးဆိုရင်ဒီညမှာ9-3ညလို့ကျွန်တော်တို့ဝိုင်းကြီးတလုံးရိုက်မှာပေါ့နော်ဒါဆို9-3ညလို့လေးခဏကျွန်တော်ဖယ်ထားအောင်ပဲပေါ့နော်နောက်တစ် site သူနဲ့တွဲမဲ့အကောင်လေးကိုသွားကြည့်အောင်ဗျဒီနှလုံးပေါင်းခြင်းဒီခွန်ရဲ့ပါဝါတိုင်းနဲ့ခွန်နဲ့ဆိုတာဒီတပင်းကျော်မှာ2-3လို့ပေးတယ်ပြီးရင်ဒီ9နဲ့10ပေါင်းခြင်းဒီခွန်ရဲ့ပါဝါတိုင်းနဲ့ခွန်နဲ့ဆိုတာဒီတပင်းကျော်မှာခွန်10လို့ပေးတယ်ဒီနှလုံးပေါင်းခြင်းဒီ4ရဲ့ပါဝါတွေကို4-9ဆိုတာဒီတပင်းကျော်မှာ9နဲ့လို့ပေးထားတယ်ဒါကြောင့်မလို့ဒီနှလုံးပေါင်းခြင်းဒီ3ရဲ့ပါဝါတွေ3ချက်ဆိုတာဒီ site လုံးဝမပြည့်ဘူးဆိုရင်ဒီနေရာမှာ3ချက်လို့ပေးအောင်ပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခုနကရခဲ့တာဒီ9-3ညပေါ့နော်အခုရတာဒီ3ချက်ဒီကောင်လေးနဲ့ကတ်လိုက်တော့ကျွန်တော်တို့က9-8-9-3 30-80ဆိုပြီးတော့ရမယ်ဒါကတော့ main ပေါ့နော်ကျွန်တော်ရန်အဖြစ်ကတော့48ရယ်93ရယ်95ရယ်40ရယ်ဆိုပြီးတော့ဒါအရန်4ခွက်ထည့်ပေးပါတယ်ဒီအရန်ကတော့ကြိုက်တဲ့သူဟို48ကြိုက်တယ်48ထုတ်ကစားပါ93ကြိုက်တယ်93ပေါ့နော်ဒါမိတ်ဆွေတို့ကစားလို့ရတယ်ဒီကောင်လေးကတော့ site အကြအတိုင်းမဖောက်ဘူးဆိုရင်ဒီ4ခွက်ထည့်နဲ့အလုပ်ဖြစ်သွားမှာဖြစ်ပါတယ်အခုကြည့်နေကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဆိုရင်တယောက်တစ်ချက်နှိပ်ပြီးအားပေးခဲ့ကြအောင်တောင်းဆိုပါတယ်ဗျ okay see you bye bye next video